အချိန်ခရီးသွားခြင်း Time Travel ဆိုတာကကျွန်တော်တို့လက်တွေ့ဘဝမှာရှိတယ်ဆိုတာကိုမိတ်ဆွေတို့ယုံကြမလားဗျ။ရုပ်ရှင်ထဲကလို့မဟုတ်ဘဲနဲ့တကယ်အပြင်မှာဖြစ်ပျက်နေတာပါ။လူတော်တော်များများကအချိန်ဆိုတာကကမ္ဘာပတ်လမ်းပေါ်မှာအများတန်းတူပဲစီစဉ်နေတဲ့အရာတစ်ခုလို့မြင်ကြပါတယ်ဗျာ။တကယ်တမ်းမှာကတော့အချိန်ဆိုတာကရောဘာကွင်းတစ်ခုလိုပဲကြုံနိုင်စနိုင်တဲ့အရာပဲဖြစ်ပါတယ်။အရာဝတ္ထုတစ်ခုကမြန်သွားလေအဲ့ဒီအရာဝတ္ထုအတွက်အချိန်ကနေလေပဲဖြစ်ပါတယ်ဗျာ။ဒါကိုမြင်တောင်ပြောရရင်အသက်20ရှိတဲ့အမွာညီကို2ယောက်ရှိတယ်ဆိုပါစို့သူတို့2ယောက်ထက်က1ယောက်ကကဘာပေါ်မှာနေပြီးတော့1ယောက်ကအလွန်လေးမြန်တဲ့ဒုံးပြန်တဲ့အာကာသစီကို10နှစ်လောက်ခရီးထွက်သွားခဲ့ရင်အဲ့ဒီအာကာသထဲမှာသွားတဲ့1ယောက်ကကဘာကိုပြန်ရောက်လာတဲ့အချိန်မှာသူကအသက်30တာရှိပြီမဲ့ကဘာပေါ်မှာရှိတဲ့အမွာညီကိုထက်က1ယောက်ကတော့အသက်50-60လောက်ရှိနေပါပြီ။ဘာကြောင့်ဒီလိုဖြစ်လာရတာလဲ။သိပ္ပံပညာရှင် Albert Einstein ကတော့အရာဝတ္ထုတစ်ခုရဲ့အရှိန်ဟာအယမ်းကိုမြန်လာရဲ့အချိန်ကိုနှီးကွေးစေနိုင်တယ်လို့ဆိုပါတယ်ဗျ။ဒါတင်မဟုတ်သေးဘူးဗျ။ဓာတ်ဆွဲအား gravity ကလည်းအချိန်ကိုနှီးကွေးစေတယ်လို့ယုံကြည်ကြတယ်ဗျ။ဒါကြောင့်သူတို့က black hole နားမှာအကယ်၍ကျွန်တော်တို့ရောက်ရှိပြီးတော့ရက်နေခဲ့မယ်ဆိုရင်အဲ့ဒီနေရာမှာအချိန်ကရက်တန်းသွားမယ်လို့သိပ္ပံပညာရှင်အများစုကယုံကြည်ကြတယ်ဗျ။ဒီအချက်ကိုကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလက်တွေ့အသုံးပြုနေရတာပါဥပမာပြောရရင်အခုကျွန်တော်တို့သုံးနေတဲ့ GPS system ကအာကာသထဲကဂြိုဟ်တုတွေစီကအချက်လက်ကိုယူတာပါအဲ့ဒီဂြိုဟ်တုပေါ်ကအချိန်နဲ့ကမ္ဘာပေါ်ကအချိန်ကိုနေ့တိုင်းညှိပေးရတာပါမညှိပေးရင်ကျွန်တော်တို့ကမ္ဘာမြေပေါ်မှာအလုံးလုံးနေတဲ့ GTF system ရဲ့ကီလိုမီတာပြတဲ့ system ကအရန်ကိုကွာဝေးစေနိုင်လို့ပဲဖြစ်ပါတယ်ဗျဒါကြောင့်အချိန်ဆိုတာကလူတိုင်းအားလုံးအတွက်အတူတူမဟုတ်ဘဲနဲ့စကြဝဠာရဲ့လောဝက်ချက်တွေနဲ့ကစားနေတာပါဗျ။ဒီနေ့မှာခမားသာအလွန်လင်းမြန်တဲ့အချိန်နဲ့အာကာသထဲကိုခရီးထွက်နိုင်ခဲ့ရင်ခမားကလည်းအချိန်ကြီးသွားသူ time traveler ဖြစ်နေမှာပါ။ကဲအခုအချိန်မှာကတော့ခမားအချိန်ကိုကောင်းကောင်းအသုံးချလိုက်ပါဗျ။ဘာဖြစ်လို့လဲဆိုတော့အချိန်ကခမားနဲ့ကျွန်တော်ဘယ်သူ့ကိုမှစောင့်နေတာမဟုတ်တဲ့အတွက်ကြောင့်ပေါ့ဗျ။ကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ကြရင်ထပ်တင်ပေးဦးမယ်ဗျာ